အတိတ်ကိုရောင်လို့တောင်ပြန်မလဲချင်ပါနဲ့ရွေးချယ်မှုမှားသွားခဲ့ရင်မှားသွားပါပြီငါဒါအဲ့တုန်းကအဲ့လိုမျိုးမလုပ်ခဲ့ရင်ဆိုပြီးတော့တစ်ချိန်လုံးနဲ့ပြန်မတွေးပါနဲ့တွေးလဲအပူပါပဲတင့်ကိုတင်နာကျင်စေတာပဲအဖက်တင်မယ်နောင်တဟာဘဝကိုအထူးတလဲပြောင်းလဲမသွားစေပါဘူးဖြည့်ဆက်မမားဖို့ပဲဂယူဆိုင်ရပါမယ်ငယ်ရွယ်ချိန်မှာအမားဆိုတာရှိစမြဲမှုဘာမှမဖြစ်ဘူးဆိုပြီးတော့ကိုကိုခွင့်လွှတ်လိုက်ပါမှတ်ထားပါမျက်လုံးဆိုတာရှေ့ကိုကြည့်ဖို့ဖြစ်ပါတယ်နောက်ကိုခဏခဏပြန်လဲကြည့်ဖို့မဟုတ်ပါဘူးနောက်ကိုပြန်လဲကြည့်နေရင်တော်ယုံနဲ့ရှေ့ရောက်မှာမဟုတ်ပါဘူးလူတွေနဲ့ခွဲခွာရတဲ့အခါငါအမားလားဆိုပြီးတော့တစိမ့်စိမ့်ပြန်မတွေးနဲ့အများကြီးလဲဝမ်းမနေပါနဲ့လူတွေနဲ့အတူရှိရခြင်းကတယောက်ကိုတယောက်ကူညီကြဖို့ဖေးမကြဖို့ပါဒီလိုမှမဟုတ်ရင်တယောက်တည်းနေတာကပိုပြီးအဆင်ပြေပါလိမ့်မယ်ဘယ်အရာမှတသက်လုံးမတည်မြဲတယ်လို့ဘယ်သူမှလည်းတင့်အနာမှာတသက်လုံးရှိမနေနိုင်ပါဘူးတုံတွေ့ရခြင်းခဏတာလေးကိုပဲခြေနှက်ပါရေဆက်ဆိုတာကြိုမတိနိုင်တယ်လို့လမ်းခွဲခြင်းဆိုတာကိုလည်းကြိုတင်ပြင်ဆင်လို့မရပါဘူးတစ်ချိန်ကျရင်ခွဲရမှာပဲလို့အခိုင်အမာလက်ခံထားရင်လုံလောက်ပါတယ်အတွေးလွန်ခြင်းကြောင့်လက်ရှိစိတ်အခြေအနေကိုအပြတ်အစည်းမခံပါနဲ့အားလုံးကဖြစ်ချိန်တန်ရင်ဖြစ်လာတာပဲပြတ်ချိန်တန်ရင်လည်းပြတ်ရမှာပဲလေမယုံရင်အတိတ်ကိုခဏပြန်တွေးကြည့်ပါအဲတုန်းကတိတ်ခက်ခဲပါတယ်ဆိုတဲ့အရာတွေကိုတောင်မှကြော်လွှားနိုင်ခဲ့တာပဲမဟုတ်ဘူးလားအခုလည်းအားလုံးအဆင်ပြေသွားမှာပါလူတိုင်းရဲ့ဘဝပေးအခြေအနေကမတူညီကြပါဘူးတင့်ထက်မြန်ပြေးနေတဲ့သူရှိတယ်လို့တင့်လောက်မပြေးနိုင်တဲ့သူလည်းရှိပါတယ်။အဲကြောင့်တင့်ဘဝကိုတခြားသူတွေရဲ့တာထွက်ချိန်နဲ့လိုက်တိုင်းနေစရာမလိုပါဘူး။အရေးကြီးတာကတင့်ယုံကြည်ရာတင့်အလုပ်ကိုမရက်ပဲဆက်လုပ်သွားရုံပါပဲ။လူဘဝမှာကျမ်းမာရေးမကောင်းရင်ဘာကိုမှကြွားပါလို့မရပါဘူး။ဒေါသတွေကိုလျှော့ပါအညို့အတေးတွေကိုမထားပါနဲ့။စိတ်ချမ်းသာမှလူရဲ့ကံလည်းမြင့်လာတတ်တာပါ။ပျော်စရာရှိရင်ပျော်ပါပင်ပန်းရင်အိပ်ပါဝမ်းနဲ့လာရင်အားတင်းထားပါချို့အခြေအနေတွေကတဘာဝအတိုင်းနေလိုက်တာကပိုပြီးအဆင်ပြေပါတယ်ဘဝထဲမှာမိမိစိတ်ကိုနိုင်အောင်ထိန်းချောင်းပြီးနေတတ်သူဟာတခြားလူတွေထက်တပန်းတာနေမှာအမှန်ပါပဲစိတ်အဆင်မပြေတိုင်းစိတ်ခွန်အားလိုအပ်တိုင်းမှာဒီဗီဒီယိုကိုခဏခဏပြန်ကြည့်ပါ Life Experiences by Shin